အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်မှာဘုသူရဖြစ်မျှဝေပေးချင်တာကတော့ဒိုင်စု hijack engine မှာကြုံတွေ့ရတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရဖြစ်မျှဝေပေးချင်ပါတယ်ဒီကားကတော့မောင်းနေရင်းနဲ့လီဘာကလုံးဝပေးမနှင်းတာရဲ့အင်ဂျင်ကတုံတာမှကားကနေပြုတ်ထွက်သွားမလားအောင်မေးလောက်အောင်တုံတဲ့အနေအထားကြောင့် workshop ကိုရောက်ရှိလာတဲ့ကားလေးဖြစ်ပါတယ်ဒီကားနဲ့ပတ်သက်ပြီးတော့ဒိုင်ခွက်မှာဆိုရင်လည်းအင်ဂျင်ချက်မီကလင်းနေတယ်ဒါအပြင် heat gate ကလည်းလုံးဝမတက်ဘူးပေါ့ဗျာเนาะဒါနဲ့ပဲကားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေတေချာစစ်ဆေးလိုက်တဲ့အခါမှာ scan 2ထိုးပြီးစစ်လိုက်တဲ့အခါမှာပြစ်ချက်ကုတ်က2ခုတက်ပါတယ်တစ်ခုကကြတော့ P0115 ဆိုတဲ့ engine coolant temperature sensor short or open ဆိုတဲ့ကုတ်တက်တယ်နောက်တစ်ခုကကြတော့ P0120 ဆိုတဲ့ကုတ်ဖြစ်ပြီးတော့မှ throttle sensor signal ဆိုတဲ့ကုတ်ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့လေတကားကုတ်နဲ့ water temperature sensor ရဲ့ကုတ်ဆိုပြီးတော့တက်နေတာပေါ့ဗျာเนาะအဲ့တော့ water temperature sensor နဲ့ပတ်သက်ပြီးတော့စစ်ဆေးလိုက်တဲ့အခါမှာ sensor ရဲ့ငုတ်ကရေငုတ်ကကျိုးနေတာပေါ့ဗျာเนาะဒါကြောင့်ပဲ water temperature sensor နဲ့ပတ်သက်ပြီးတော့ကငုတ်ကျိုးတာကြောင့်တက်တာ throttle position sensor နဲ့ပတ်သက်ပြီးတော့ wiring ပိုင်းမှာတော့ဘာ error မှမရှိဘူးလေတကားကိုဖြုတ်စစ်မှပဲအခြေအနေကိုသိရမယ်ဆိုတဲ့အနေအထားမျိုးပေါ့ဗျာเนาะဒါအပြင်အဲ့ဒီကားကိုကျွန်တော်တို့ဒါလီဘာလေးနည်းနည်းလေးပုတ်ပြီးတော့နှိုးလိုက်တယ်ကားကတော့ဒါနိုးသွားတယ်ဆိုပေမဲ့လည်း engine တုံတာမှကားတစ်စီးလုံးကိုတုံခါနေတဲ့အဆင့်ထိကိုတုံတာပေါ့ဗျာเนาะနည်းနည်းကြာကြာလေးနှိုးထားပေမဲ့လည်းဒီတိုင်ကြီးရဲ့ဒီ cooling fan ကလုံးဝလဲမလာဘူးလဲမလာလို့မတင်ကားတာနဲ့စစ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဝါရင်းပိုင်းမှာ wire connector မှာငုတ်တွေကကျိုးပြီးတော့မှ wire ကျိုးကပြောမဆိုရင်ပြတ်နေတဲ့ပုံစံမျိုးဖြစ်တာပေါ့ဗျာเนาะအဲ့ဒီဘိုင်းကလည်းဒါ engine heat တက်စေနိုင်တဲ့ပြစ်ချက်ထဲမှာပါဝင်တယ်အဲ့ဒီဘိုင်းကိုအရင်ဆုံးစစ်ဆေးပြုပြင်လိုက်တယ်ပေါ့ဗျာเนาะအဲ့တော့ lever ပေးမနေတဲ့ပြစ်ချက်ကဘာဖြစ်တာလဲ engine တုံတဲ့ပြစ်ချက်တွေကဘာဖြစ်တာလဲဆိုတော့ကျွန်တော်အနေနဲ့ data အချက်လက်တွေကိုစစ်ဆေးလိုက်တဲ့အခါမှာသူ့ရဲ့ calculated load ကတော်တော်ကိုများနေတာဗျ engine ရဲ့ calculated load က40ကျော်တောင်ဖြစ်နေတာ40ကျော်ဆိုတော့ဒါဟာဆိုရင် engine ရဲ့ calculated load များစေနိုင်တဲ့ပြစ်ချက်တွေမှာ plug တွေပါမယ် plug coil တွေပါမယ်လေတကားတွေပါမယ်တိုင်ကီပန့်တွေပါမယ် filter တွေပါမယ်အခြားပိုင်းတွေလည်းပါအောင်ပါပေါ့ဗျာเนาะအဲ့တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့အနေနဲ့ဒါလိုအပ်တဲ့အပိုင်းတွေကိုစစ်ဆေးတဲ့အခါမှာလေတကားကိုလည်းစစ်တယ် plug တွေ plug coil တွေကိုလည်းစစ်တယ်plug တွေ plug coil တွေစစ်တဲ့အခါမှာ plug တွေကတော့လုံးဝသုံးလို့မရတော့ဘူးပေါ့เนาะအခြေအနေတော်တော်ဆိုးနေတဲ့အတွက် plug တွေကိုတော့လဲလိုက်တယ် plug coil ကလည်း plug coil ကိုလည်းစစ်လိုက်တဲ့အခါမှာ plug coil 3လုံးမှာကျွန်တော်ဒါပြောမယ်ဆိုရင်တစ်လုံးပဲကောင်းတယ်နှလုံးကညာနေတဲ့ပုံစံမျိုးဖြစ်တာပေါ့ဗျာเนาะမီးကနည်းနည်းပဲထွက်တယ်မီးထွက်အားတီးတတာကိုကျနေတာအဲ့တော့ plug coil ကတစ်လုံးပဲကောင်းတယ်နှလုံးညာနေတဲ့အတွက် engine ရဲ့ calculated load ကများနေတာပေါ့အဲ့တော့ကျွန်တော်တို့ plug တွေအသစ်လဲလိုက်တယ် plug coil တွေကိုလည်းလဲလိုက်တယ်ဒါပေမဲ့ engine ရဲ့တုံခါမှုကမပြီးသေးဘူးပေါ့เนาะ engine ကတုံနေတော့ပဲရှိသေးတယ်အခြေအနေကအရန်မကောင်းသေးဘူးဒါနဲ့ပဲကျွန်တော်တို့လေတကားတွေစစ်တယ်လေတကားစစ်တဲ့အခါမှာဆိုလို့ရှိရင်လည်းလေတကားထဲမှာကြီးတွေအများကြီးပဲရှိတယ်အဲ့တော့ကျွန်တော်တို့တော်တော်များများကြုံတွေ့ရတာကဒီဒိုင်စု hijack တွေနဲ့ပတ်သက်ပြီးတော့လေတကားတွေကဆေးလိုက်တဲ့အခါမှာများသောအားဖြင့်အဆင်မပြေတာများတယ်ပေါ့ဗျာเนาะလေတကားကိုဆေးလိုက်တယ်ဒါပေမဲ့လေတကားကဆေးပြီးသွားရင် engine ကပိုတောင်တုံသွားတဲ့ပြဿနာမျိုးကြုံရတယ်အဲ့တော့ကျွန်တော်တို့လေတကားကတော့ပထမအနေနဲ့တော့ဆေးကြည့်တယ် ISC ဘားတွေကောလေတကားတွေကိုကျွန်တော်ဆေးကြည့်တယ်ဒါပေမဲ့အဆင်မပြေဘူးပေါ့အဲ့ဒါနဲ့ပဲကျွန်တော်တို့မှာရှိနေတဲ့လေတကားတစ်လုံးနဲ့လဲဆန်းကြည့်တဲ့အခါမှာနည်းနည်းတော့ engine ကဒီတီးတတာလေးဟိုအရင်တော့ကတီးတတာတုံတဲ့အနေထားနေနည်းနည်းတော့တက်တာသွားတယ်ဒါပေမဲ့လီဘာကလိုသလောက်ပေးမနှင်းသေးဘူးပေါ့နော်အဲ့တော့လီဘာလိုသလောက်ပေးမနှင်းသေးဘူးဖြစ်တဲ့အတွက်ဒါစစ်ဆေးစရာဆိုရင်တိုင်ကီထဲမှာရှိတဲ့စီပန့်ရှိတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါနဲ့တိုင်ကီထဲမှာရှိနေတဲ့စီပန့်ကိုစစ်ဆေးတယ်အဲ့ဒီနေရာမှာဘာသွားတွေ့ရလဲဆိုတော့စီတိုင်ကီရဲ့အဖုံးပေါ့ဗျာနော်စီတိုင်ကီရဲ့အဖုံးကသူကအသေးပုံစံဖြစ်နေတာပြောမယ်ဆိုလို့ရှိရင်စီတိုင်ကီဖုံးကိုဖွင့်ပြီးတော့လီဘာနင်းလို့ရတဲ့ပုံစံမျိုးရှိတယ်ဒါပေမဲ့စီတိုင်ကီဖုံးကိုပိတ်ထားတယ်ဆိုရင်ခဏနေလီဘာပေးမနှင်းတော့ဘူးအဲ့တော့စီတိုင်ကီဖုံးကသူကထွင်ပြီးထည့်ထားတဲ့ဖုံးဖြစ်တဲ့အခါကျတော့စီတိုင်ကီဖုံးကလေလုံနေတာဗျပုံမှန်ဆိုရင်စီတိုင်ကီဖုံးကပြင်ပကလေကိုအထဲကိုပေးဝင်ရမယ်အထဲထဲကဒီဓာတ်ဆီငွေတွေတော့အပြင်ကိုထွက်လို့မရဘူးပေါ့ဒီလိုမျိုးဖြစ်ရမယ့်အနေထားမှာပြင်ပရဲ့လေကိုတော့သူကပေးမဝင်ဘူးအထဲထဲကဟာကိုလည်းပေးမထွက်ဘူးအလုံးကြီးဖြစ်နေတဲ့အတွက်ဒီပြဿနာမျိုးဖြစ်တာလည်းပါတယ်အဲ့တော့ကျွန်တော်စီတိုင်ကီဖုံးကိုတော့ဒါအသစ်တက်လိုက်တယ်ဒါပေမဲ့တိုင်ကီကိုချထားတာဖြစ်တဲ့အတွက်စီပန့်တွေပါအကုန်လုံးစစ်တယ်စီပန့်တွေစစ်တဲ့အခါမှာအဖြေကစီပန့်မှာလည်းသွားပြီးတော့တွေ့တယ်စီပန့်မှာဘာသွားတွေ့လဲဆိုတော့စီပန့်ရဲ့ pressure ကတက်တာကတော့40လောက်ထိတော့တက်လာတယ်40တော့မရှိပေါ့ဗျာ35 psi လောက်တက်လာတယ်ပေါ့အဲ့တော့35 psi လောက်တက်လာပြီးရင်စီပန့်ရဲ့ pressure ကပြန်ပြီးတော့ကျသွားတယ်အဲ့တော့စီပန့်ရဲ့ pressure ပြန်ကျသွားတယ်ဆိုတာကဒါစီပန့်မှာရှိနေတဲ့ချက်ဘားပဲမကောင်းတာလားဒါမှမဟုတ်ရင်သူရဲ့တနေရာပေါ့ဗျာနော် error ရှိနေတယ်ပေါ့ဒါမလုံးဆိုတဲ့သဘောပေါ့ဒါကြောင့်ပဲဖြစ်သလားဆိုပြီးတော့စစ်ဆေးတဲ့အခါမှာပန့်ကလည်း pressure ကျတယ် filter တွေကလည်းပိတ်နေတာပေါ့နော်ဒါနဲ့ပဲကျွန်တော်တို့ပန့်ကောfilter ကို one set light ကို
လဲလိုက်တယ်ပေါ့ဗျာနော်အဲ့တော့ fan ကို filter ကို one set လိုက်လဲတဲ့အခါမှာ pressure ကတော့ PSI 45လောက်ထိတော့တက်တယ်ပြန်မကြဘူးပေါ့ဗျာနော်အဲ့ဒါနဲ့ပဲကျွန်တော်တို့တိုင်ကီကနေသူ့ရဲ့လာတဲ့ပတ်မှာကနည်းနည်းတော့ error ရှိသေးတယ်ဗျပြောမယ်ဆိုလို့ရှိရင်ပြဿနာဘာရှိနေလဲဆိုတော့အဲ့ဒီမှာအပေါင်းနှုတ်မှားနေတဲ့ပြဿနာမျိုးပါထက်ရှိနေတာဝါရင်းပိုင်းမှာပေါ့နော်အပေါင်းနှုတ်တွေမှားပြီးတော့မှ pan pressure ကောင်းကောင်းမတက်ဖမ်းတဲ့ဒီ pressure ကြနေတာပေါ့နော်အဲ့လိုပြဿနာမျိုးတွေပါကြုံတွေ့တဲ့အတွက်ကျွန်တော်တို့ဒါစီပန်နဲ့ပတ်သက်ပြီးတော့ဝါရင်းပိုင်းမှာနည်းနည်းလိုက်ရသေးတယ်အဲ့လိုမျိုးဆိုတော့အဲ့ဒါနဲ့ကျွန်တော်တို့တိုင်ကီတွေပါအကုန်ပြန်တက်လိုက်တယ်ပေါ့ဗျာနော်တိုင်ကီတွေပါပြန်တက်ပြီးတော့သူ့ရဲ့ပြစ်ချက်ကိုကျွန်တော်တို့ဒါပြန်ပြီးတော့ပြန်ဆန်းလိုက်တယ်ပေါ့ဗျာဖြည့်ရှင်းလိုက်တယ်ပေါ့အဲ့တော့တိုင်ကီပန့်တွေပါလေအကုန်တက်ပြီးသွားတဲ့အခါမှာတော့ကားကတော်တော်လေးတိတသာငြိမ်သွားတယ်အင်ဂျင်ကလည်းတိတသာကို RPM ကလည်းမှန်သွားပြီးတော်တော်လေးငြိမ်သွားတဲ့အနေအထားမျိုးဒါပေမဲ့ water temperature sensor နဲ့ပတ်သက်ပြီးတော့ငုတ်တွေပါလေတေချာမလုပ်ရသေးတဲ့အနေအထားမှာကတော့ engine RPM က900 1000ပတ်ဝန်းကျင်လောက်တက်နေပြီမဲ့ water temperature sensor နဲ့ပတ်သက်ပြီးတော့ socket တွေပါလေတေချာပြင်လိုက်တဲ့အနေထားမှာတော့ RPM က650ပတ်ဝန်းကျင်လောက်ပြန်ဖြစ်သွားတယ်ပေါ့ဗျာเนาะအဲ့တော့ Daihatsu Hijet တွေကသုံးလုံးလုံး engine တွေကပိုပြီးQU ဆက်ရတယ်ပြောမယ်ဆိုရင်အဲ့ဒီကားနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ပြစ်ချက်ကစုံသွားတယ်လို့ပြောလို့ရတယ်ပေါ့ဗျာเนาะဘာကြောင့်လဲဆိုတော့ဖြစ်လာတဲ့ပြစ်ချက်မှာကျွန်တော်ဒါ engine ကလည်းဟိညံတက်ခဲ့သလားလို့တော့မှတန်တရားရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီ cooling fan ရဲ့ခေါင်းက socket ခေါင်းကဘယ်တော့ကဒါလွတ်နေတာလဲမသိဘူး။အဲ့ဒီကာလတော့အဲ့ဒီကားလာတဲ့ကာလတော့ကအပြင်မှာမိုးတွေတအားရွာနေတဲ့အချိန်ဖြစ်တဲ့အတွက်ပြောမယ်ဆိုတော့ဗျာဒီ cooling စနစ်မှာကနည်းနည်းဒီအထောက်အကူပြုတ်နေတာပေါ့ဒါကြောင့်ပဲ engine heat တက်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်เนาะဒါပေမဲ့ပန်ကာကတော့မလဲဘူးအဲ့တော့ပန်ကာမလဲတဲ့နောက်ဆက်တွဲကတကယ်တမ်းဆိုရင် heat တက်နိုင်တယ်အဲ့ဒါကိုလည်းကျွန်တော်ထင်တာကနှစ်ချက်ပေါ့ဗျာเนาะပြင်ပရဲ့ရိုက်သလူအေးနေတာရဲ့နောက်တစ်ချက်ကဒီ socket ခေါင်းကကျိုးထားတာတိတ်မကြသေးတာကြောင့်လည်းဖြစ်နိုင်တယ်ပေါ့အဲ့ဒီဘိုင်းကြီးလည်းကျွန်တော်တေချာလုပ်ပေးလိုက်တယ်အဲ့တော့ဒီကူလေးနဲ့ပတ်သက်တဲ့အပိုင်းပြစ်ချက်ရှိတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ plug နဲ့ပတ်သက်တဲ့ပြစ်ချက်ပေါ့ဗျာเนาะ spark plug တွေမှာလုံးဝကိုအခြေအနေစိုးနေတဲ့အတွက် spark plug တွေရဲ့ပြစ်ချက်ကြောင့်လည်း engine တုံတာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ဒါ plug coil ပေါ့เนาะ plug coil ကရှိတာမှ3လုံးရှိတာကို plug coil နှလုံးကညာနေတာဆိုတော့အခြေအနေကတော်တော်ဆိုးသွားတယ်ပေါ့ဗျာเนาะဒါကြောင့်ကျွန်တော်တို့plug coil နဲ့ပတ်သက်ပြီးတော့လည်းလဲလိုက်တဲ့အခါမှာအခြေအနေကတော်တော်ကောင်းလာတယ်အဲ့ဒီမှာလေတကားရဲ့ပြစ်ချက်ကလည်းလာပြီးတော့ဖြစ်တယ်လေတကားကလည်းအခြေအနေကမကောင်းကြီးတွေတော်တော်များတယ် ISE ဘားထဲမှာလည်းကြီးတွေရှိတယ်လေတကားထဲမှာလည်းကြီးတွေရှိတယ်အဲ့အတွက်ကြီးတွေကိုဆေးပေမဲ့လည်းအဆင်မပြေဘူးများသောအားဖြင့်ကျွန်တော်တို့ကြုံရတာကအဲ့လိုဆေးလိုက်ပြီးသွားရင်ပိုဆိုးတယ်ပေါ့ဗျာเนาะအဲ့တော့ကျွန်တော်တို့လေတကားကိုလည်းလဲလိုက်တယ်လေတကားလဲတဲ့အခါမှာနည်းနည်းတိတာလာပြီအခြေအနေကတော်တော်ကောင်းလာပြီဒါပေမဲ့တိုင်ကီအဖုံးပေါ့စီတိုင်ကီအဖုံးရဲ့ပြစ်ချက်ကလည်းဖြစ်တယ်စီတိုင်ကီအဖုံးကိုလည်းအသေးထည့်လိုက်တယ်ဒါပေမဲ့ဒီပြစ်ချက်ကဒီလုံးဝပြည့်စုံတဲ့အထိမဖြစ်သေးဘူးအဲ့အတွက်ကျွန်တော်တို့အနေနဲ့နောက်ထပ်ထပ်ပြီးတော့ပေါ့နော်ဒီစီတိုင်ကီပန့်နဲ့ filter ကိုစစ်လိုက်တဲ့အခါမှာပန့် filter ရဲ့ pressure ကတော်တော်ကျနေတာဖြစ်တဲ့အတွက်ပန့် pressure ရဲ့ဖိအားကောင်းမှဒါဒီအနေထားကလီဗာကောင်းကောင်းနင်းလို့ရမှာဖြစ်တဲ့အတွက်ပန့်နဲ့ဒီ filter ကိုလဲလိုက်တယ်လဲလိုက်တဲ့အခါမှာတော့ဒါပြောမယ်ဆိုတော့ပြီးပြည့်စုံအောင်တော့မဟုတ်ပေမဲ့လည်း engine ရဲ့ဒီ RPM လည်းတော်တော်လေးငြိမ်သွားတယ် engine ကလည်းတုံခါမှုကလုံးဝကိုတိတသာကိုငြိမ်ကျသွားတယ်ပေါ့ဗျာနော်ဒါကတော့ Daihatsu Hijet ကား engine မှာကြုံတွေ့ရတဲ့ပြစ်ချက်တွေစုံနေတဲ့ပြစ်ချက်တွေကိုကျွန်တော်တို့ဖြည့်ရှင်းခဲ့တာလေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဒီဗီဒီယိုဖိုင်လေးနဲ့ပူဇော်ပြည့်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ